ဒီတာမန်ကြောက်တုံးလေးထဲမှာရေတွေဝတ်ထားပါတယ်။ဒါပေမဲ့အဲ့ဒီရေတွေကဘလို့ရောက်သွားတာလဲ။အရာအလုံးကကြောက်တုံးတွေကဟာလာဟင်းလင်းဖြစ်နေတဲ့အပေါက်လေးကနေစတင်တာပါ။ဥပမာအားဖြင့်တထုတက်တွေအရေးပြောသွားပြီးနောက်ဒါမှမဟုတ်ခဲသွားတဲ့ချိုရည်တွေတဲက gas ပူပေါင်းလေးတွေကြောင့်ဒီလိုအပေါက်လေးဖြစ်လာနိုင်ပါတယ်။အချိန်ကြာလာတာနဲ့အမျှတထုတက်တွေပါဝင်တဲ့ရေတွေဟာဒီအပေါက်ထဲကိုစိတ်ဝင်သွားပါတယ်။ကြောက်နေရံတွေမှာ crystal တွေစတင်ပေါက်ဖွာလာပြီးအပေါက်ဝကိုတဖြည်းဖြည်းပိတ်သွားပါတယ်။ဒါကြောင့်အထဲမှာရင်ငွေ့တွေပိတ်မိနေတာဖြစ်ပါတယ်။ဒီကြောက်တုံးတွေကိုကြီးအုပ်လို့ခေါ်ကြပြီးသူတို့ရဲ့အထဲမှာတကယ်ခရစ်စတယ်တွေရှိနေပါတယ်။ကြီးအုပ်ကြောက်တုံးကိုလှုပ်ခါကြည့်ရင်အထဲမှာရေလှုပ်ခတ်နေတဲ့အတန်ကိုတကယ်ကြားနိုင်ပါတယ်။တခါတရံမှာကြီးအုပ်တွေကိုနှစ်ပေါင်းတန်းချီကြအောင်တည်ရှိနေခဲ့တဲ့ရှေးဟောင်းမီးတောင်ကြောက်တွေထဲမှာတွေ့ရတတ်ပါတယ်။အချို့ကြောက်တွေဆိုရင်အဲ့ဒီခေတ်ကလေးကရေတွေကိုအခုထိထိမ့်သိမ်းထားတာပါ။ကြီးအုပ်ကြောက်ကိုခွဲလိုက်ရင်ရေတွေချက်ချင်းထွက်လာပါလိမ့်မယ်။ဒါပေမဲ့ဒါဟာကြောက်တုံးရဲ့တန်ဖိုးကိုပျက်စီးစေနိုင်တာကြောင့်အများအားဖြင့်တော့မခွဲပဲဒီတိုင်းပဲထားတတ်ကြပါတယ်။အချို့ကြီးအုပ်တွေထဲမှာရေမရှိပေမဲ့တန်ဖိုးကြီးတဲ့ခရစ်စတယ်တွေရှိတတ်ပါတယ်။ဒီကြောက်တုံးတွေဟာဒေါ်လာ1000နဲ့ချီတန်ဖိုးရှိနိုင်ပါတယ်။အချို့ကတော့ဒီကြောက်တုံးတွေကိုတွေးတဲ့အခါတန်ဖိုးကိုမသိပဲဒီတိုင်းလွှင့်ပစ်လိုက်ကြပါတယ်။ဥပမာအားဖြင့် Empress of Uruguay လို့လူသိများတဲ့အလေးချိန်တန်2500ရှိတဲ့အဖိုးထိုက်ဆုံးကြီးအုပ်ကြောက်ကြီးကိုဒေါ်လာ3သိန်းနဲ့ရောင်းချခဲ့ပါတယ်။တမိနစ်စာဘဟုတုဒတွေအတွက်ဖော်လို့လုပ်ထားပါဗျ။